မင်္ဂလာပါရှင် KIO ထိန်းချုပ်နေမြေအတွင်းကဒီတစ်ပတ်ရရှိထားတဲ့သတင်းတွေနဲ့တိုက်ပွဲသတင်းအပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုသတင်းတွေကိုစုစည်းတင်ဆက်ပေးပါမယ်ကျွန်မကရှင်းမုံပါဒီကနေ့ဧပြီလ29ရက်နေ့မနက်9:00နာရီအချိန်လောက်မှာ KIA တပ်မဟာ1နေမြေကွီထော်နဲ့တန်ဖရေးဖက်ကိုစစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာရာကနေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်KIA ပူးပေါင်းတပ်ဟာဧပြီလ25ရက်နေ့မှာတော့ဗမော်မြို့မှာကြန့်ရှိနေသေးတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲပြင်းထန်နေကစစ်ကောင်စီဘက်ကနေလေကြောင်းလက်နက်ကြီးတွေနဲ့အပြင်းထန်ခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်တိုက်ပွဲအခြေအနေအပြည့်စုံကိုတော့ဆက်လက်စုံစမ်းနေစေပါ KIA တပ်မဟာ9ဖားကန်ဥရုဒေသကတပ်ရင်း26နဲ့တပ်ရင်း44နေမြေတွေမှာဧပြီလ22ရက်နေ့ကနေစပြီးစစ်ကောင်စီနဲ့ SNA ပြည်သူ့စစ်အဖွဲ့ဟာမြေပြင်ထိုးစစ်တာမကလေကြောင်းနဲ့ပါနေ့တိုင်းဆိုသလိုထိုးစစ်ဆင်တိုက်ခိုက်လာရကနေတိုက်ပွဲတွေပြင်းထန်လျက်ရှိပါတယ်တပ်ရင်း44ဖက်မှာဒီကနေ့ဧပြီလ29ရက်မနက်8:00နာရီဝန်းကျင်မှာနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီကတိုက်ပွဲနေရာကိုလေကြောင်းပစ်ကူတာကားမိုင်းမျိုးဟာကုန်းဖက်ကနေလက်နက်ကြီးပစ်ကူတာတွေရှိပါတယ်စစ်ကောင်စီကမိုးဦးပင်ရေကာတာကျေးရွာအနီးဧပြီလ25ရက်နေ့ည9:00နာရီလောက်မှာဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်တပ်ရင်း44ကားမိုင်းဖက်မှာလည်းဧပြီလ24ရက်နေ့ညနေ4:00နာရီခွဲလောက်မှာကားမိုင်းနဲ့နမ်ယာကျေးရွာကြားကရေကာတာရွာအနီးစစ်ကောင်စီတပ်ကအင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်တပ်အပြင်တပ်ရင်း26နေမြေမှာဧပြီလ22ရက်နေ့နဲ့26ရက်နေ့တွေမှာစစ်ကောင်စီကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ2ဦးထိခိုက်ခဲ့ပြီးတော့နေအိမ်တချို့ပျက်စီးခဲ့ပါတယ်2025ဧပြီလ25ရက်နေ့မှာကြာရောက်တဲ့မူရတိုက်ဖြတ်ရေးနေ့အထက်အမှတ်အစီအစဉ်ကို KIO အစိုးရမြို့နယ်ဒေသအသီးသီးမှာပြုလုပ်ခဲ့ကြပါတယ်KIO အစိုးရမူရတိုက်ဖြတ်ရေးကော်မတီကနေရာဒေသအသီးသီးမှာတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုတင်ကျဲစွာလှုပ်ဆောင်လျက်ရှိပါတယ်မြစ်ချင်းသားမြို့တီတာရွက်ကမှာဧပြီလ25ရက်နေ့ကလက်နက်ကြီးကြားရောက်ပောက်ကွဲတာကြောင့်ပြည်သူ2ဦးတေဆုံးပြီးတော့2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်တင်ဆက်မှုပြီးဆုံးသွားပါပြီကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်